ကျွန်တော်တို့နှစ်ယောက်ကဆိုင်တစ်ဆိုင်တည်း kitchen တစ်ခုထဲမှာအလုပ်အတူတူလုပ်နေကြတဲ့မတဲ့အတူနေ chef နှစ်ယောက်ပဲဆိုပါတော့ဗျာပါတယ်ရှက်ဘာရှက်ဟာစဖို့မှုဟင်းချက်တဲ့သူဆိုပြီးနေတဲ့ကိစ္စကို chef ပြီးတော့ရှိသေးတယ် kitchen ဘာ kitchen လဲမိဖို့ကြောင့်ဘောဟင်းချက်တဲ့နေရာပြီးနေတာမှမအမီဘိုးတန်နဲ့ kitchen အဲ့ဒါခမည်းတော်လို့စာမတက်ပေမတက်တွေရှိနေလို့ကျုပ်တို့မြန်မာနိုင်ငံက chef တွေက international ကိုထိုးဖောက်ဖို့ခက်နေတာခင်ဗျာမြင်မှာအရာကိုမြန်မာမှုပြုလို့မရဘူးပြောလဲနားလေမှာမဟုတ်ပါဘူးမလေးအော်ဒါနဲ့မေးလိုက်ကြစီမလေးအဲ့လိုမျိုးအာမေရိပြစ်မဲ့စားလေး international ပိတာလို့နေ Oh my god ဆိုတယ်အဲ့လိုမျိုးလုပ်ရမှာလားဟဲ့လားဟိုနန်းနီးသူကြီးရဲ့ဟာခင်ဗျာဖိုက်ဆိုင်တော့ဘာလို့အေးဘောအဲ့လိုအသက်ကြီးပြီးတော့အရက်ပုနေတဲ့စကားပြောရင်အဲ့လိုပဲရိုင်းဆိုင်တတ်တာနေမှာပါအဲ့ဒါကျွန်တော်တို့နှစ်ယောက်က kitchen တစ်ခုထဲမှာအတူတူလုပ်နေကြတဲ့သူတွေဆိုပေမဲ့လုပ်ဖို့ကင်ဘက်ကောင်းတယ်မဖြစ်ခဲ့ကြဘူးအဲ့ဒီလိုတယောက်သားရန်တက်နေလို့စိုက်ပိုင်ရှင်ကနားကြီးတယ်ဆိုပြီးနှစ်ယောက်စလုံးကိုအလုံးထုတ်ပလိုက်တာပါပဲရှင်မင်းတို့နေရာကဝမ်းတိုင်းပေးထားတာကြားပြီလုံးဝတီးမခံနိုင်တော့နေရာစလုံးလောကထွက်အလုပ်ပြုတ်သွားနေမယ်ပြဿနာရှိကျွန်တော်တို့ service အများကြီးရှိတဲ့ chef တယောက်အတွက်အလုပ်ရှာဖို့မခဲရင်ပါသိရွယ်ပါရဲ့ကျမလိုဝါရင်စဖို့မှုတယောက်အတွက်ကအလုတ်သိရဖို့အတွက်ကအလစ်တုတ်လိုက်ရုံပဲဟုတ်ပါဘူးရောင်လို့အလုတ်သိရဖို့အတွက်ကလွယ်လေးပါလို့အေးစေးဟဲ့စီသူအမလေးဘလို့ခလိုက်တာလဲဘောစီရဲ့ငါတွေကိုအတောက်လိုက်ကြီးဝင်သွားသလိုပဲအစည်းလိုပဲနင်းညံလေးခေါ်ပါလားလို့ဟဲ့အောင်အခေါ်ရတဲ့အရေးမကြီးဘူးငါလိုချင်တာ chef ပဲ chef လားအေးစေးပါဘောစီရဲ့လူခေါ်စာတင်လိုက်ပြီးကြတဲ့လာလျှော့တော့မှဝဝကိုကွဲလို့အဲ့ဒီထဲကနေနောက်ဆုံးစကားတင်နှစ်ယောက်ကိုရွေးထားပြီးဒီနေ့လူတွေမင်းအောင်ခေါ်ထားပါတယ်ဘောစီရဲ့အေးမင်းလည်းလောက်သက်တယ်အများကြီးရှိနေပြီပဲအဲ့တော့မင်းဘာလို့မင်းကြည့်စီစဉ်လိုအပ်တာရှိရင်ငါ့ကိုပြောစီရဲ့သဘောတိုင်းဆိုလို့ရှိရင်လူတွေမေးစရာတော့မလိုတော့ဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲဘောစီတယောက်ကအစစ်မလေးနောက်တယောက်ကအစင်ပေါ့စီအားရောလေစီသဘောတိုင်းဆိုလို့ရှိရင်တော့အစင်ကိုပဲရွေးပြီးသွားရင်တိလိုက် No ဟဲ့အလုပ်ကိုအလုံးနဲ့တူအောင်မင်းလုပ်ဒါပဲ Yes boss certificate ကို experience ကတင်းတော့တိတ်မကွာဘူးเนาะမတိတ်နေရင်ပဲဟုတ်တယ်လေ boss ရဲ့သူတို့မျိုးတော့ကဆိုင်တစ်ဆိုင်ထဲမှာ kitchen တစ်ခုထဲမှာအတူလုပ်ခဲ့ကြတာဆိုတော့လေရေရှင်းပိုင်းကတိတ်ပြီးပြောစရာမလိုဘူးဒါဆိုအစီပဲဆက်ပြီးတော့မြင်လိုက်တော့မယ်နော် boss ဆနာ boss ပြောသွားတဲ့အတိုင်းပြောလိုက်တယောက်ကအရေးချင်းပိုင်းတော့အတွေ့အကြုံပိုင်းတော့တဲ့ကလုံးဝမကွာဘူးဆိုတော့လေချဲလာလေးတစ်ခုလောက်လုပ်ချင်ကောင်းလားboss ကျမလည်းတစ်ခုတော့တောင်းဆိုပြရစီရှင်ကျမလေးနှလုံးထီလို့သုံးလုံးထီလို့လုံးဝမထိုးပါဘူးအဲ့ဒါကြောင့်မလို့လေချဲနဲ့ပတ်သက်ပြီးတော့လက်အမဲ့ကိစ္စမျိုးကြတော့ကျမမကြောက်ပါဘူးအဲ့ဒါတော့ကျမမလုပ်ပါဘူးခင်ဗျာအင်္ဂလိပ်လိုမတက်တာအရင်သိတာပဲသူပြောတာအဲ့ဒါပြောတာမဟုတ်ဘူးစိတ်ခေါ်တာကိုပြောတာဦးစိုးပါ boss တက်ပြီးတော့တောင်းဆိုပြရစီကျမလည်းအဲ့လိုလက်ဝဲလည်းမတက်ပါဘူးရှင်မဟုတ်ဘူးစိတ်ခေါ်ရဆို challenge ခင်ဗျားနဲ့ကြော့ကိုနင်းချက်ပြန်ခိုင်းတာပြောတာအဲ့ဒါကို challenge လို့ခေါ်တာအဲ့လိုလားအဲ့ဆိုလေရေးချက်ပြန်ခိုင်းတယ်ဆိုလေဂျိုးနဲ့ပြောပေါ့ boss အဲ့ဆိုလို့ရှိရင်လေ तू ပြောတဲ့ challenge ကျမတို့ရတယ်တိုက်မယ်ဒီမောင်လေးပြောတာမှန်တယ်ဟဲ့လို့မောင်လေးမလို့ဒီကညီလေးပြောတာမှန်တယ်လို့
နှစ်ယောက်လုံးကိုစိတ်ချိုက်ဟင်းလျာလေးဖန်တီးပြီးတော့မှရှင်ပြန်ရမှာအချိန်ကတော့9မိနစ်အတွင်းပါလေအများဆုံးနဲ့အကောင်းဆုံးဟင်းလျာကိုဖန်တီးနေတဲ့သူကိုဘော့စ်ကရွေးမှာ โอเคစောက်ရမယ် ရပြီအားစားကြမယ်နော် ready 1 2 3 go 5 minutes later. ရပါပြီ ဒါပါရှင် ဟုတ်စီမကြည့်ပါနဲ့ ကျမအရင်ပြီးပါ ကျွန်တော်ရင်ပြီးပါ ကျမဟာရင်ပြီးပါ ဟုတ်ကျွန်တော်ကစုံပလင်းလေး ကျမဟင်းမွေးလေးနေစီပါ အမလေးတော်လိုက်ကြတာနှစ်ယောက်လုံးအရန်တော်တာပဲနော်အဲ့တော့ဒီဟင်းပွဲလေးကလေအရန်ထူးဆန်းတယ်နော် boss ဟင်းပွဲလေးကလေစားချင်စရာလေးပြီးတော့နာမည်လေးကလည်းထူးဆန်းဖြစ်မှထင်တယ်ဘယ်လိုနာမည်လေးလဲညီလေးရဲ့ ကျွန်တော်ရဲ့ special ဟင်းပွဲနာမည်ကကစိမ်းပလွန်း ကစုံပလိန်နဲ့ဟဲလိုက်ချီနေရတယ် ဟဲနာမည်လေးကဘူဆန်လိုက်တာရ boss ညီကြည့်ပါဦးဗျအရန်ကောင်းပါနော် ဆိုပါ ညီကြည့်လိုက်မယ်တော့ boss နော်ကောင်းလိုက်တာညီလေးကအရန်ကောင်းတာပဲ ကျေးဇူးပါ ဟိုကျမဟင်းမွေးလေးလေညချီအောင်လေကျမဟင်းမွေး ညီ လေး ရပါကြီးလေ အော်ဟိုဝဲဦးကြောင်းကြော မလေးခက်ခက်ခက်ခဲဟင်းပွဲတွေကိုလှုပ်လာသေးရဲ့နော်ဒါနဲ့ညာစပုံမှုတဲ့ boss ညီကြည့်ပါဦး boss ညီကြည့်ပါဦးခင်ဗျာဟုတ်တယ်နော် boss အရန်ကောင်းတော့ဘယ်တော့ကောင်းလဲဆိုလို့ရှိရင်လေစိတ်ထဲတော့ညီစားဟောင်းတော့တတိယတော့လည်းဒါနဲ့ညီဟင်းခွန်းနာမည်ဘာတော့ ကောင်းထက်မဟာတဲ့ဟင်းဝင်နာမယ်တော့မဟုတ်ဘူးအမှတ်တစ်စက် ready made ပေါ့ ဟိုဝဲဦးကြောင်း ready made လာတာပဲလေ ready made လာဘယ်လိုလာမှာအရသာအဓိကပါလို့ဆိုနေမှာ အရန်ကောင်းလိုက်တာဟဲ့ နေစမ်းပါခမည်းဟင်းဘလောက်တောင်ကောင်းနေလို့ တော့ကြည့်လိုက်လေတော်တော်ကောင်းပါပဲ ဖြစ်ရမယ်လေ ညနေလေးတစ်ခေါက်တော့ပြောပြပါလား ကောင်းထက်မဟာတဲ့ပြန်ပြောစမ်း ကောင်းထက်မဟာ ပြန်ပြောစမ်း ကောင်းထက်မဟာ နောက်ကပြန်ပြောစမ်း ဟောကောင်းထက်မဟာဝဲ ဦးကြောင်းပါဆိုကောင်းထက်မိသားစုသမီးဝိုင်းပြည့်စုံစေမှာကောင်းထက်မဟာ